ဟိုလီပါဒီနေ့ကတော့ခင်းတုတ်ခုဆိုတဲ့တောင်ကိုတငယ်ချင်းတွေနဲ့တူတူတော်တက်မှာပါကဲသွားလိုက်ပါအောင်မယ်ဒီတောင်ကတော့အရန်မမြင့်ပါဘူးတနင်္ဂနွေချိုလောက်ပဲတက်လိုက်ရတယ်ထင်တယ်오 카메라 진짜 나오니까요. Keeps pulling at my chain. Hello ဘယ်လိုငါဒီလုံးဝတောက်သူလုံးဝတောက်တဲ့တောက်အဲ့လိုမျိုး အေးရတက်လုံးဝကြောက်ခဲတောင်ပုံတူတယ်တပုံစမ်းနေပဲ အကောင်မျိုးနေ တူတယ်အေးဟုတ်ပြီအဲ့လိုနည်းနည်းစားအေးတူတယ် ငါသူများအထင်ကြီးအောင် သူများထင်ကြည့်အောင်လို့လေဒီမောသွားတဲ့ပုံစံလောက်အောင်လေဟာတိုင်းဟန်တာနဲ့ လာရွေးမှာဘသူရတော့တော့မပို့သူဒီမှာဖီကုန်းပြီးတဲ့ပုံစံနဲ့မတော့ ဒီတောင်ကတက်တာရမ်းလွယ်ပါတယ်အဲ့မရှိတဲ့ဟာလေးကိုဗီဒီယိုရိုက်ချင်တယ်ဆိုလို့ဒါရှောက်တက်နေရပါဟိုဘက်လမ်းကနေပတ်လိုက်လည်းရပါတယ်တောင်ခဏလေးပဲတနင်္လာလောက်ပဲရှောက်ရသေးရဲ့တောင်ထိပ်ရောက်ပါပြီတောင်မတက်တာကြတော့နည်းနည်းတော့မောတယ်အဲ့တုန်းကဆောင်းတွင်ဆောင်းဦးသားမတည်ဘူးနည်းနည်းတော့အေးစိမ့်လေးရဲ့လေလည်းရမ်းတိုက်တယ်တောင်ပေါ်မှာဆိုတော့ခွာတော့တောင်ထိပ်ရောက်ပါပြီအဲ့ဒါကိုရောက်တယ်မရောက်ဘူးနင်းနေ ဒီဘက်ကနေလာလို့ရှိရင်ဒီဘက်တခြားတောင်သွားမှာနိုင်ကျော် ဒီမှာ ရောက်ပြီလို့ ရှင်းကြမသွားရတယ်ဘူးနော် ကျင်းကြမသွားသေးဘူးဆိုတော့ကျင်းကြကနေတက်လာမှာခုနကျင်းကြနေတက်လာရင်ကျော်ခုခုခု အော်ဟုတ်လား အဲ့ဒါဆို3နာရီကျန်6 ဒီတောင်ကပင်မမတက်ချင်ဘူးအခုမှစားတတ်တဲ့လူတွေအတွက်ဆိုရင်အဆင်ပြေပါတယ်ခဏလေးနဲ့တောင်ထိပ်ရောက်ပြီပေါ့နော်တောင်နာမည်ကတော့ခင်းတုတ်ခုဖြစ်ပါတယ်ခုကတောင်ထိပ်ရောက်ပြီဆိုတော့ထုံးစံတိုင်းတပုံရိုက်ပါမယ်နာအဲ့တိုင်းမနေနော်အဲ့နေရာတီတို့မကောင်းတော့မြူတွေကြီးပဲနေထွက်တာတော့မမြင်ခဲ့ရအောင်နေထွက်လို့ရှိရင်တော့ရှုပ်ခင်ရရမ်းလာမှာရဲ့တော့မလား Maybe next year in Madrid on some quiet mountain ridge, I'll see you turn and I'll be brave. But what if courage comes too late? အဲ့ကြောင့်မင်းနဲ့လာ ဟဲ့ရေလေးဆွဲစားဆရာမလို့ဒီက ပေါ့အဲ့အရင်မြင့်တဲ့တောင်လေးဆိုလို့ပဲလေ တိတ်အရင်ကြီးလို့မျိုး တဲ့ဟာသူမရှိဘူးလေ ဒီရွှန်တစ်စက်တော့ရအောင် တာမန်ရှိတဲ့အိမ်အောင်မတန့်လို့ဆိုပြီးတော့ညီးတွားနေတဲ့အမကြီးပါ လေအမဝတ်တာဟွာတော့ခဲကုန်ပြီအဲ့ဒါထမထုတ်မမြင်ချင်းမလာတော့ဘာလဲဒီကျဦးနဲ့တော့စားလက်အိတ်တွေရောဟာ ဒီအမလေးခဲကုန်ပြီ အဲ့လိုမျိုးမှထမင်းစားတယ်လို့ခေါ်တာငါတော့ပတ်ချမ်းဆိုအဲ့လိုမျိုးနဲ့ပဲစားတာ ကျင်းတော့ပြလိုက်တယ်လား အတူတူ ထဲလိုက်လို့ငါပြောရနော်တတွဲတဲ့ထဲလို့ငါပြောရနေပါမလားလို့ကတော့ခမင်းပြီ မင်းကဘယ်နဲ့ချောင်းပြလိုက်တာ တုံးချာ ငါခဏမတရားစားထင်တယ်ငါဖိုက်အဲ့နဲ့ တောင်လာတက်တာကိုပန်းပြပြီးအဓိကကတော့ထမင်းလာစားတာပါတောင်လာတက်တာတနိုင်စားတာတွေကထမင်းနေရောဝသားပြားတွေရောကျိုးပြုတ်တွေရောအမဲသားကျိုးတွေရောသုံးနေရပါပဲဒါပြီးရင်လည်းဆိုင်မှာထမင်းဝင်စားအောင်ပါပါ ရတပြားယူဒီဒါဒါခေမအတာကမနော်နေဟောင်းဒီလား ဟောဘူး มึงชิมซ้าล่ะน่ะ နင်းဝတ်တာအရင်ကောင်းတယ်အချစ်တေကေတာခေါင်းလောင်းထဲမှာဖတ်လိုက် ဟာလား ที่ตามีละดูดิแหละ ဒီလိုရနော်ငါဘာလို့ယူသားမရတယ်ဒီလိုနဲ့လည်းဆိုင်တယ်နော် ဘာဆိုင်လားသူကြီးစားမရတာအောင်ငါတို့နဲ့ဆိုင်နေတဲ့သူ့ပုံစံကိုကြည့်တော့တုံပွိုင်းတာလို့ဂီးတာလို့နဲ့အဲ့ဒါကိုဘယ်သူကသူ့ကြီးစားစကားလာပြောရဲမှာတော့ เอาสิ
ကိုရီးယားတော့ဆူတောင်းလိုက်ပါတယ်ထုံးထန်လိုက်ပဲချစ်ရေးချက်ပြပါစီပါလာအမနေကိုသွားပြီးနေဆက်လန်တော်ပြီဦးရဆိုင် တော်ပါပြီဟဲ့ဒီအချီကလွန်နေပြီ ရွှေမှုတွေငါစီရောက်လာ ဒီဘက်ထဲမှာတော့ဘာမှမရှိပါဘူးအထဲမှာပြတိုက်လေးတွေနည်းနည်းရှိတယ်ပြီးရင်ဖန်နဲ့လှုပ်ထားတဲ့အရုပ်လေးရှိပါတယ်ထဲမှာတော့ဗီဒီယိုရိုက်ဖို့မိတော့မရိုက်ဖြစ်ဘူးထပ်ပြီးတော့နမင်းသွားစားပါမယ်ဒါလည်းသူကနေ့ကတော့တောင်လာတက်တာကတနာရီပြန်စင်းတာနိုင်ဝက်တော့ပဲရှိတယ်စင်းအမြင်နဲ့ရေပြီးတော့ထမင်းလာစားပါတယ်ဒီဆိုင်လေးကဒီနားလေးမှာနာမည်ကြီးရေအသားဆိုင်လေးပါကဲစားလိုက်ပါဦးမယ် ငါတို့အနာဖားကြည့်ကြောက်ဒါအနာကျယူစားမယ်အနာမသေးမပေးပါနဲ့မဟုတ်စားနေလို့စားစားဘာပါနည်းနည်းချိုးပဲကြောက်အဲ့လိုငါဟာတော့ဒီစား